ကျွန်တော်ကိုတုံးတရှိုးလက်ဆွဲနီးလေးအမြောက်ခိုင်းတာလို့ပေါ့နော်ကျွန်တော်တုံးတရှိုးလက်ဆွဲနီးလေးကိုအစဆုံးကိုတင်ပေးလိုက်ပါပြီတရှင်လေးနဲ့လိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်နေညူချိန်မှလည်းအိမ်သူမယောသားသမီးတွေအပြန်လန်းမြေကမ်းကဆောင်ကြရှာတနေ့တော့လေလိမ်မုံတိုင်းကြလို့လားဝမ်းနေစရာပင်လေတဲ့ငါဖန်သွားတဲ့သူရဲ့အဖေပြန်လာချိန်ဟာနောက်ကျခဲ့ပြီးနေဝေနဲ့အခါအမေဟာငိုပြီးပဲဆိုကရွှဲလူကြမြေကံကြမ္မာကိုသာတွေ့ရင်ဆောင်မျောရှာအချိန်ဟာတခါပြန်တော့မနက်မိုးလေးရောက်ခဲ့ပြီစီကရေကကန်းစကမျောရှာ